နောက်ဆုံးအခြေအနေနဲ့ကတော့ဒီမှာကဟောပေါ့လေကယ်ဆယ်ရေးပေါ့ကယ်ဆယ်ရေးလို့ပြောရင်အရေးပေါ်ကယ်ဆယ်ရေးတွေကတော့ရပ်တန့်သွားတဲ့အခြေအနေရှိပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟောပေါ့တရားက10ရက်မြောက်နေ့လည်းဖြစ်သွားပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့အသက်ရှင်ကြံတဲ့သူလည်းမရှိတော့တဲ့ခါကျတော့အဲ့အရေးပေါ်ကယ်ဆယ်ရေးလူတွေကယ်တဲ့ကိစ္စပေါ့နော်အဲ့ဒါတော့ရပ်သွားပြီပေါ့ရပ်သွားတော့ကျွန်တော်ရောက်နေတာတစ်ပတ်ရှိပြီဆိုတော့ဒီမှာရပ်သွားတာ4ရက်ရှိပြီဆိုတော့တွေ့တယ်အခုတော့ဟောပေါ့အန်ရရှိတဲ့အစာအုပ်တွေဖြိုဖျက်နေတဲ့ကိစ္စတွေကိုတော့စပြီးတော့သူတို့လုပ်နေကြပါပြီတို့အဲ့ဒါကတော့လက်ရှိအခြေအနေပါနောက်ပြီးတော့ဒီခုနကအရေးပေါ်အနေနဲ့ရှိနေကြတဲ့သူတွေအနေနဲ့ကတော့ကယ်ဆယ်ရေးစခန်းနေရှိတယ်ကျွန်တော်တို့ဒီစုရက်တွေပေါ့လေဒီမှာနေလို့မရတဲ့သူတွေကစုရက်စခန်းနေရှိတယ်အဲ့ဒီနေရာတွေမှာငလေးရှာစခန်းတွေမှာသူတို့နေကြပါတယ်လက်ရှိအခြေအနေအရကတော့ကုညီကယ်ဆယ်ရေးအဖွဲ့တွေပေါ့လေပရိုက်တာအဖွဲ့တွေကလည်းလာရောက်ကူညီနေတာရှိတဲ့ခါကျတော့လက်တလောစိုင်းတောက်ရေးနဲ့သူတို့ရဲ့ဟောပေါ့တောက်သုံးရေကိစ္စဘာညာတွေအားလုံးတော့အဆင်ပြေတာမျိုးတော့ကျွန်တော်တွေ့ရပါတယ်တခုပဲကျွန်တော်တို့ဟောပေါ့အိမ်သာကိစ္စပေါ့လေကျွန်တော်တို့ရေအိမ်ကိစ္စအဆင်မပြေဘူးနောက်ပြီးတော့ချိုးရေကိစ္စတွေသုံးရေကိစ္စတွေဟောပေါ့မြေကြီးကိုတိုင်းချိုးနေရတဲ့ခါကျတော့ကျွန်တော်အနေနဲ့တော့ဒီone piece one show တို့နောက်ခုနကအသားရာရန်နာမျိုးတွေနောက်မြေကြီးပေါ်မှာအိမ်နေရတဲ့အခြေအနေပေါ့ဒီမြေကြီးပေါ်မှာတာလဘတ်ခင်းပြီးအိမ်နေရတဲ့အခြေအနေမှာဒီနေ့လုံးဟောပေါ့စကိုင်းဒေသရဲ့အပူချိန်ကလည်းပြင်းတဲ့ခါကျတော့အဲ့အပူချိန်ကြောင့်တချို့တွေပေါ့လေအပူဒဏ်ကြောင့်ဖြစ်တဲ့တွေပေါ့လေကျမရေးချိုးရမှုလေးတချို့တွေတော့ကျွန်တော်တွေ့ရပါတယ်အရေးတကြီးလိုအပ်နေတာဆိုလို့ရှိရင်တော့ကျွန်တော်တို့အိမ်သာရှိပါမယ်နောက်ထပ်ကျွန်တော်တို့လက်တလောတော့မဖြစ်သေးပေမဲ့ဖြစ်လာနိုင်ခြေရှိတဲ့ဒီ one piece one show ကိစ္စတွေနောက်တခြားအဲ့အပူကြောင့်ဖြစ်တဲ့ကိစ္စတွေအတွက်ပြင်ဆင်ကြိုတင်ပြင်ဆင်မှုတွေတော့ကျွန်တော်လိုအပ်မယ်ထင်ပါတယ်နောက်တစ်ခုကကျတော့အိမ်ဖြတ်တဲ့နေရာတွေပေါ့လေအိမ်ဖြတ်တဲ့နေရာမှာရန်ရာကကျွန်တော်တို့အခုကဒီဌာနဆိုင်ရာတွေနဲ့ပေါ့လေကုညီကယ်ဆယ်ရေးတခြားတွေပေါ့ foundation တွေကနေပြီးတော့ကုညီနေတာကအရေးပေါ်အန်ရရှိတဲ့အစာအုပ်ပေါ့လူတူကိုအန်ရရှိတဲ့လမ်းမော်တွေဘက်ကိုငိုက်ကြနေတဲ့အစာအုပ်ဘေးအိမ်တွေပေါ့ပြီးနိုင်တဲ့အစာအုပ်ဒီလိုမျိုးအစာအုပ်တွေကိုသူကဦးစားပေးပြီးဖြတ်တဲ့ခါကျတော့ကျန်တဲ့အိမ်တွေကဖြတ်ဖို့အခြေအနေတွေမှာခက်ခဲတဲ့အခြေအနေမျိုးရှိနိုင်ပါတယ်လက်တလောအဖြစ်တော့အဲ့ဒီအခက်အခဲတွေရှိပါတယ်နောက်လုံခြုံရေးပိုင်းခက်ခဲပေါ့နော်ဘာလို့ဆိုနေအိမ်ဒီမှာနေလို့မရဘူးနေလို့မရတဲ့ခါကျတော့နေအိမ်တွေတိုင်းပြစ်ထားရတဲ့အခြေအနေမှာဒီတွေပေါ့ဒီနေအိမ်နဲ့ပစ္စည်းပျောက်ဆုံးတာတွေရှိနေတာမျိုးတွေကျွန်တော်တို့ကြားသိနေရတဲ့ခါကျတော့အဲ့လုံခြုံရေးဆိုင်ရာအခက်အခဲတွေကျွန်တော်တို့ရှိနေတယ်လို့တော့ကျွန်တော်တို့ကြားသိရပါတယ်ဗျဟုတ်ပါတယ်ဗျရန်နီယာကအလုံးလောက်မရှိတဲ့အခြေအနေရှိပါတယ်သူတို့ဂျူတီနဲ့ငှားတဲ့အခြေအနေတွေရှိတော့ကျွန်တော်တို့အခုလက်တလောအနေနဲ့ဆိုရင်အိမ်နှစ်ထပ်အိမ်တစ်လုံးကိုနှစ်ထပ်အိမ် RC တစ်လုံးကိုသူတို့ဖြတ်ဖို့အတွက်ကိုငှားရမ်းနေရတာကပုဂ္ဂလိကငှားရမ်းမှုတွေဆိုလို့ရှိရင်300ဝန်းကျင်လို့ကျွန်တော်တို့အခုကြားသိရပါတယ်ဟုတ်အဲ့ဒါကဒီပေါ့အစာအုပ်ကြီးရင်ကြီးသလိုပို့ပြီးတော့ပိုတဲ့အနေထားရှိတယ်အနည်းဆုံးဒီ300ဝန်းကျင်ရှိတယ်ဆိုတာမျိုးတော့ကျွန်တော်တို့ကြားသိရပါတယ်ကိုကြီးကယ်ဆယ်မှုလို့ပြောရင်တော့အရေးပေါ် response ကိစ္စတွေအရန်အားနေတာမျိုးကျွန်တော်တွေ့ရတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့တချို့မဆုံးမသင့်ပဲဆုံးမသွားရတဲ့အခြေအနေမျိုးတွေရှိတဲ့ခါကျတော့အရေးပေါ်ကယ်ဆယ်မှုဆိုင်ရာကတော့တော်တော်လေးအားနေတဲ့တွေ့ရတယ်နောက်တစ်ခုကကျတော့ဒီငလင်းဆောင်စခန်းတွေစီမံခန့်ခွဲမှုအပိုင်းအားနေတာမျိုးတွေ့ရတယ်အခုခုနကဒီအရေးပေါ်ရေအိမ်လိုအပ်တဲ့ကိစ္စမျိုးတွေပေါ့လေအိမ်သာလိုအပ်တဲ့ကိစ္စမျိုးတွေကသူတို့အနေနဲ့ကြိုတင်ပြင်ဆင်ပြီးဖြစ်တဲ့ကိစ္စမျိုးအခြေအနေတွေရှိတယ်နောက်တစ်ခုကဆေးရုံအပိုင်းပေါ့ဆေးရုံမှာလှူဒန်းမှုအရာဆေးလှူဒန်းမှုတွေများတဲ့ခါကျတော့တော်တော်လောငါရှိတယ်ဆိုပေမဲ့ဆေးရုံထဲမှာဒီလူနာတွေကိုမထားရဲဘူးပေါ့လေအစာအုပ်တွေစိတ်မချတဲ့အခြေအနေဖြစ်တဲ့ခါကျတော့အပြင်မှာထားရတဲ့ခါကျတော့ပြီးခဲ့တဲ့နှစ်ရက်ကမိုးရွာတဲ့အခြေအနေမျိုးရှိတယ်အဲ့လိုအခြေအနေမှာလူနာတွေအတွက်တော်တော်ခက်ခဲရှိခဲ့တာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရပါတယ်။ဘာလို့လဲဆိုတော့လက်ရှိကျွန်တော်တို့သူတို့အပြင်မှာထားနေတဲ့တွေဒီယာယီဆေးရုံပုံစံမျိုးတက်ကြီးတွေနဲ့လောက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ပုံမှန်ဈေးရောက်နဲ့လေးတိုင်းစဉ်တဲလေးတွေမိုးကတဲလေးတွေနဲ့လောက်ထားတာဖြစ်တဲ့ခါကျတော့မိုးရွာတဲ့ရက်တုန်းကဆိုအတော်လေးခက်ခဲတာမျိုးကျွန်တော်တို့တွေ့ရပါတယ်။
ဒီနေ့ဆိုရင်တော့နည်းနည်းလေးပါသွားပါပြီဗျပြီးခဲ့တဲ့ရက်ပေါ့ထီကတော့စကိုင်းတစ်မျိုးလုံးသွားလို့လာလို့မရတော့အောင်များပါတယ်တော်တော်လေးလည်းပဲဒါရောက်ဒူဒန်းတာမျိုးတွေရှိပါတယ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့မြင်တာကတော့စီမံခန့်ခွဲမှုပိုင်းအရန်အားနည်းတယ်ဆိုတာမျိုးတော့တွေ့ရတယ်စီမံခန့်ခွဲမှုပိုင်းအားနည်းတဲ့အခါကျတော့အလူရှင်တွေအနေနဲ့ဘယ်လိုလူရမှန်းမသိဘဲနဲ့ကြုံရနေရာမှာလှူဒန်းခဲ့ကြတဲ့အခါကျတော့မမျှတမှုတွေတော့ကြုံတာမျိုးတွေတွေ့ရပါတယ်ဒီစစ်ကောင်စီနေနဲ့ဒီရေးပေါ်တုံ့ပြန်ရေးနဲ့ကယ်ဆယ်ရေးကိစ္စတွေလုပ်တဲ့နေရာမှာအားနည်းသလိုအများပြည်သူကလာရောက်လှူဒန်းတဲ့နေရာတွေမှာလည်းထိထိရောက်လှူဒန်းနိုင်မှုအတွက်ကူညီပေးနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့မတွေ့ရပါဘူးကျွန်တော်ကတော့အဲ့ဒီအခြေအနေတော့ကျွန်တော်မတွေ့ပါဘူးဘာလို့ဆိုကျွန်တော်10ရက်ဒီမှာရှိနေတဲ့ချိန်တွင်းမှာတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဓာစီခံရတာမျိုးမရှိဘူးကျန်တဲ့ကျွန်တော်တို့နဲ့မိဖက်တွေကျွန်တော်တို့တခြားသိတဲ့သူတွေလည်းတားဆီးခံတာမျိုးမရှိတဲ့ခါကျတော့ကျွန်တော်တို့ individual ပေါ့ဒီဝန်ထမ်းတူကကန့်သက်တာမျိုးပေါ့နော်ကန့်သက်တာမျိုးပြောဆိုတာမျိုးရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ဒါကဟန်မတူဘူးလို့ပဲကျွန်တော်အဲ့လိုပဲကျွန်တော်တော့ကောက်ချက်ဆွဲပါတယ်ဒါတော့ကျွန်တော်မျက်မြင်ရကောက်ချက်ဆွဲတာဖြစ်ပါတယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒါတော့တိတိကျကျကျွန်တော်အနေနဲ့မပြောနိုင်တာတော့ရှိပါတယ်ဘာလို့ဆိုတော့ကျွန်တော်တွေ့သမျှမှာတော့အဲ့လိုမျိုးပေါ့တီးတန်းကန်လောက်တာမျိုးတားဆီးတာမျိုးပိတ်ပင်တာမျိုးတော့ကျွန်တော်မတွေ့ရပါဘူးဗျအဓိကအနေနဲ့တော့ကျွန်တော်အခုပေါ့ငလေးဆောင်စခန်းနေလဲကျွန်တော်ရောက်တယ်သူတို့ရဲ့အုပ်ချုပ်မှုအဖွဲ့တွေနဲ့လဲကျွန်တော်စကားပြောခဲ့တာတွေရှိတယ်ရှိတဲ့အခါကျတော့လက်တလောအဖြစ်တော့တောက်သုံးရေစားစရာတော်တော်များများကအခုချိန်မှာလုံလောက်ရှိတယ်ဒါပေမဲ့အခုချိန်တွေကသူတို့အိမ်နေဖြိုဖျက်တဲ့ကိစ္စပြန်ပြီးတော့ဒီငလေးဆောင်စခန်းနေသူတို့ရဲ့မြေပေါ်မှာပြန်ပြီးတော့ယာယီနေထိုင်မှုကိစ္စအထိအတွက်ဆိုရင်အချိန်ကအနည်းဆုံးတလားကနေပြီးတော့2လခွဲ3လလောက်ထိရှိနိုင်တယ်ဆိုတာမျိုးခံမှန်းတဲ့အခါကျတော့အဲ့ချိန်ကြရင်တော့စားတော့ရေးကိစ္စတွေဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့အခြေအနေတော့ရှိလိမ့်မယ်ထင်ပါတယ်အဲ့ဒီနေရာမှာလည်းပဲအခုတလားစာလောက်ပေါ့လေတလားစာဝန်းကျင်လောက်ကတော့အစာကြောက်တွေပေါ့အစာကြောက်ဆိုစံတို့တခြားဟိုတွေပေါ့လေစံစီစားပေါ့လေအခြေခံစားတောက်ကုန်တွေတော့လူဒန်းထားတာတွေရှိတယ်ဆိုတာမျိုးတော့ကျွန်တော်သိရပါတယ်ဗျအဲ့ဒါကဒီကျွန်တော်တို့တချို့နေရာတွေကိုတော့သွားလို့မရဘူးဆိုတဲ့အခြေအနေမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့ထိဆက်နေတဲ့နေမြေမျိုးတွေရှိတဲ့ကြောက်တာတို့ရေခါပေါ့လေငလင်းဘိုးချမလို့ပြောကြတဲ့ရေခါတို့ဘာလို့မှာတော့သွားလာလို့ရတဲ့အခြေအနေမျိုးတော့တွေ့ပါသေးတယ်ဒါပေမဲ့တချို့ဘယ်လိုပြောမလဲစက်ကျင်တယ်ကျွန်တော်နောက်ပါရွာလည်းမသိကျွန်တော်နောက်တရွာနာမည်တော့ကျွန်တော်မေ့နေပါတယ်အဲ့ဒီရွာတွေမှာတော့သွားဖို့အခက်ခဲရှိတယ်အဲ့ဘက်ကိုသွားတာတွေကိုတားဆီးတာမျိုးရှိတယ်ဆိုတော့ရှိပါတယ်ဗျကျွန်တော်အနေနဲ့ငလျင်နဲ့ပတ်သက်တာဆိုတာထက်ဒီလိုမျိုးပေါ့နော်တဘာဝပေးတဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစိုးရတရက်အနေနဲ့ဆောင်ရွက်တဲ့အရေးပေါ် response တွေကအရန်အားနေတယ်စီမံနိုင်မှုမလုပ်နိုင်ဘူးဆိုတာမျိုးတွေ့ရတယ်ဒါကပေါ့လုပ်ငန်းဆိုင်ရာမကျွမ်းကျင်မှုတစ်ဖက်မှာရှိသလိုတစ်ဖက်မှာလည်းပဲဒီပြည်သူအပေါ်မှာကူညီလိုတဲ့စေတနာမရှိတာမျိုးလို့ကျွန်တော်တော့ဒီလိုသုံးသပ်ပါတယ်အဲ့ဒါကတော့ဒါလက်တလောအရေးပေါ်တုံ့ပြန်မှုအပိုင်းပေါ့နောက်တစ်ခုကကြတော့ဒီပေါ့ရေရှည်ပြန်လည်ထူထောင်ရေးကိစ္စပေါ့ပြန်လည်ထူထောင်ရေးကိစ္စမှာကျွန်တော်အနေနဲ့တော့တပိုင်းကျွန်တော်တွေ့ရတယ်တပိုင်းကတော့ဒီတွေပေါ့ဒီလူလက်တန်းစားတွေပေါ့ဒီလိုတန်းစားတွေကဒီအဆောက်အဦတွေရောစီးပွားရေးလုပ်ငန်းတွေရောအကုန်လုံးပြိုပြက်သွားတဲ့နေရာမှာပြန်လည်ထူထောင်နိုင်ဖို့အတွက်စီမံထားတာမျိုးကျွန်တော်တို့အခုချိန်ကြီးတော့မကြားရသေးဘူးနောက်ပြီးတော့အခြေခံလူတန်းစားတွေအတွက်သူတို့ပြန်လည်ပြီးတော့ထူထောင်နိုင်ဖို့အတွက်ပြင်ဆင်ထားတာမျိုးကျွန်တော်တို့မကြားသိရသေးပါဘူးနောက်ပြီးတော့တိဆောက်ရေးပစ္စည်းတွေပေါ့တိဆောက်ရေးပစ္စည်းတွေအခုချိန်မှာဈေးတွေတက်နေတယ်ဒါမျိုးတွေဟာအရေးကြီးတဲ့ကိစ္စတွေလည်းဖြစ်တယ်နောက်ပြီးတော့လူလူအတွက်ဝန်တော့ဝန်ပိုးမဖြစ်အောင်ဘယ်လိုလုပ်မယ်ပေါ့ဆိုတာမျိုးစီမံပေးတာမျိုးနိုင်ငံတော်ဘက်ကနေပြီးတော့ပြင်ဆင်ပေးတာမျိုးကျွန်တော်တော့အခုချိန်ကြီးတော့မတွေ့ရသေးပါဘူး။နောက်တော့ကျွန်တော်မပြောတတ်ပါဘူး။ကျွန်တော်အခုချိန်ကြီးတော့တဘောတကူက
ဒီအဆောက်အဦတွေပြန်လည်ပြင်ဆင်မှုအတွက်ဒီစောက်လို့ပစ္စည်းတွေကိုဒီဒေသတွေအတွက်အခွန်ကင်းလွတ်ခွင့်ပေးတာမျိုးစောက်လို့ခွင့်ဆိုင်ရာလုပ်ငန်းစဉ်တွေအတွက်လုပ်ငန်းချုံးပွေအောင်ပြင်ဆင်ပေးတာမျိုးကျွန်တော်မတွေ့ရဘူးအခုဖြတ်သိမ်းရေးကိစ္စတွေမှာတော့တော်တော်လေးကြန့်ကြာပြီးတော့ခက်ခဲတဲ့အနေအထားမျိုးတွေ့တော့စောက်လို့ကိစ္စတွေမှာခက်ခဲခဲ့ရင်လူထုအနေနဲ့ပို့ပြီးတော့ဒီရဲ့စိုးကျိုးတွေကိုနောက်ဆက်တွဲစိုးကျိုးတွေကိုပို့ပြီးခံစားရမယ်လို့တော့ကျွန်တော်တို့ဒီလိုပဲသုံးသပ်ပါတယ်ခင်ဗျ